ပြည်သူတွေရဲ့ကြမ်းကြမ်းဖန်ဖန်တော်စကားပေါ်ကကျွန်တော်အမြင်ကျွန်တော်အတွေ့ပြောရမှာပဲဒီချိန်မှာခွင့်ပြည်သူတွေရဲ့ဟိုနိုင်ငံအနောက်နှလုံးကိုတဲ့တန်ခါကလောက်နေကြတယ်ထိတ်ကြီးများသူရင်ဝခွဲဝမ်းသာပြီးတော့စောင့်ပြောကြတယ်ဒီလိုနေကြတယ်နောက်ကတလုံးကလွယ်ပြန်တော့ပဲနေနာနေနာတယ်ချဲလီထိုးသူတွေရဲ့ကွန်ပျူတာရှုံးတော့ပါတဲ့တွက်ကြီးကစုံလိုက်တာကွယ်ထိတ်ကြီးနဲ့နောက်ွဲကြတယ်အဲ့ဒါကြောင့်လေအပေါင်းတိုင်းဒီမှာဘူတော်ကြီးချရတယ်တော့ဝိထားမှုကကျွန်တော်အမြင်ကျွန်တော်အတွေ့ပြောရမှာပဲဒီဒီမှာခွင့်ပေါ်တယ်တွေရဲ့ဘောရဲ့သမီးစကတ်ကိုတဲ့ပေါပေါပဲကထားတယ်ချစ်တလုံးပဲကြော်ညာတလို့ခွဲအဆက်ကြောင်မရှိတဲ့မျက်နှာကလေးနဲ့လိုက်ကဘောတက်တယ်လက်ပြအိမ်ကြီးဝိခါထားတဲ့ဂျိုင်းခွေလေးထွက်တယ်အတွင်းကန်အိမ်ကြီးဆိုတာဗလားတီယာဝိခါထားတဲ့ပစ္စည်းနဲ့မဆန့်ဘူးလေရဲ့တဝက်ကအပြည့်ဆွဲနေလေအဲ့ဒါကြောင့်လေဘော်လာဒီမှာစိတ်များသိနေရတယ်ညီညွတ်အတော်မလေးတွေမပါဘူးနော်ရန်ကုန်မှာပြောတာဒီလိုဒီဒီမှာအတူတွေတက်ခါထားတော့ပေါက်သွားပြီးတော့ပြတ်တယ်ဒီကိုဒီကွယ်ဒီလိုဒီမှာဒီလိုတွေတက်ခါထားတော့ပေါက်သွားပြီးတော့ပြတ်တယ်ဒီလိုဒီကွယ်ဒီကအပြင်းကိုတွေ့ရင်အတူတွေအကုန်ပြုတ်တယ်ဒီနဲ့အတူသွားခဲ့တဲ့တရားအောက်ထဲမှာပြုတ်ကြရဲ့လေမလားဟောပန်းကြံထဲမှာမေးခဲ့လေလားဒီနေ့ကပြားဒီနေ့ကပြားဟိုပလန်တဲ့ကုန်ဒီလိုပြောနေနဲ့ဒီမဲသခင်နဲ့သူ့ရဲ့အကြောင်းကိုတက်လို့ပြောရာဒီတော့သူပြေသွားတာတို့အကြောင်းသူများအဓိကရေမောဝင်အဲနဲ့အထိကရုပ်ရှိကြရုပ်ရှိပြီးရင်တို့ကြည့်ရင်ဒီစိတ်ဓာတ်နဲ့အလုတ်စားတာပဲဒီပြန်တွေ့စိတ်ဓာတ်တောက်ဆုံးရတော့ကိုယုံနေတော့ခရီးချင်းမရှိရဲ့သူရှင်နဲ့အညာလွယ်လို့အနာတွေတော့တာရာရာရာခရီးချင်းမရှိရဲ့သူရှင်နဲ့အညာလွယ်လို့အနာတွေတော့တာရာရာပြည်သူတွေရဲ့ကြမ်းကြမ်းဖန်ဖန်တော်စကားပေါ်ကကျွန်တော်အမြင်ကျွန်တော်အတွေ့ပြောရမှာပဲဒီချိန်မှာခွင့်ပြည်သူတွေရဲ့ဟိုနိုင်ငံအနောက်နှလုံးကိုတဲ့တန်ခါကလောက်နေကြတယ်ထိတ်ကြီးများသူရင်ဝခွဲဝမ်းသာပြီးတော့စောင့်ပြောကြတယ်ဒီလိုနေကြတယ်နောက်ကတလုံးကလွယ်ပြန်တော့ပဲနေနာနေနာတယ်ချဲလီထိုးသူတွေရဲ့ကွန်ပျူတာရှုံးတော့ပါတဲ့တွက်ကြီးကစုံလိုက်တာကွယ်ထိတ်ကြီးနဲ့နောက်ွဲကြတယ်အဲ့ဒါကြောင့်လေအပေါင်းတိုင်းဒီမှာဘူတော်ကြီးချရတယ်အခုကအပြိုရဲ့အမြင်မတော်ဝိထားမှုကကျွန်တော်အမြင်ကျွန်တော်အတွေ့ပြောရမှာပဲဒီဒီမှာခွင့်ပေါ်တယ်တွေရဲ့ဘောရဲ့သမီးစကတ်ကိုတဲ့ပေါပေါပဲကထားတယ်ချစ်တလုံးပဲကြော်ညာတလို့ကွယ်အဆက်ကြောင်မရှိတဲ့မျက်နှာကလေးနဲ့လိုက်ကဘောတက်တယ်လက်ပြအိမ်ကြီးဝိခါထားတဲ့ဂျိုင်းခွေလေးထွက်တယ်အတွင်းကန်အိမ်ကြီးဆိုတာဗလားတီယာဝိခါထားတဲ့ပစ္စည်းနဲ့မဆန့်ဘူးလေတဝက်ကအပြည့်ဆွဲနေလေအဲ့ဒါကြောင့်လေဘော်လာဒီမှာစိတ်များသိနေရတယ်ညီညွတ်အတော်မလေးတွေမပါဘူးနော်ရန်ကုန်မှာပြောတာ